ကျမတို့ကဒီလိုမျိုးဖြစ်စဉ်တစ်ခါမှမကြုံခဲ့ပါဘူးရခိုင်အေကနေပြီးတော့ကျမကို drone နဲ့ helicopter နဲ့လိုက်ပြီးတော့နေပြီးတော့ဘုံချတယ်အဲကြောင့်မလို့ကျမတို့အင်းဒီပြက်စီသွားတယ်PC ဟူတည်းများအကုန်လုံးဆုံးချုံကြတယ်ကျမကတော့ရခိုင်ပြည်နယ်မောင်းတော်မြို့ရက်ကွက်တိမှနေပါတယ်ကျမငင်းတွေကနေပြီးတော့စာတင်ခဲ့တာက1966ကနေပြီးတော့1980မှာနေပြီးတော့စေတန်းအောင်ခဲ့ပါတယ်ပထမနေ့ဒုတိယနေ့ကျတော့စစ်တွေတက္ကသိုလ်ကနေပြီးတော့ယူရစာတမ်းပြီးတော့တာဒီယန်နေနဲ့ဆိုဒိုနာကျတော့ရန်ကုန် University မှာစာတင်ခဲ့ပါတယ်ဒီပိုက်ဗေဒနာဘွေရရှိတယ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျမကမောင်းတော်မြို့မှာရှိတဲ့မာယာကစီရဲ့ဝန်တန်းကိုစက်ကွန်နီတန်တန်လုပ်ခဲ့ပါတယ်ဒီကစက်ကွန်နီတန်တန်လုပ်ပြီးတော့ကျမရဲ့ဖြစ်ရတခုကြောင့်ကျမကလုံကရစေခဲ့ပါတယ်နောက်ဆုံး2000ကနေပြီးတော့2010လေးတီ match လာတီကျမ WP ဝန်တန်းမှာစူပါဗိုင်ဇာနေနဲ့ဖိလစ်စူပါနေနဲ့တာဝန်တန်းဆောင်ခဲ့ပါတယ်ကျမတို့ကဒီလိုမျိုးဖြစ်စဉ်တစ်ခါမှမကြုံခဲ့ပါဘူးရခိုင်အေကနေပြီးတော့ကျမကို drone နဲ့ helicopter နဲ့လိုက်ပြီးတော့နေပြီးတော့ဘုံချတယ်အဲကြောင့်မလို့ကျမတို့အင်းဒီပြက်စီသွားတယ် PC ဟူတည်းများအကုန်လုံးဆုံးချုံကြတယ်အဲ့ဒီမှာရွာမှာရှိတဲ့လူတွေကကွန်တေတာတေတဲ့လူကတေပြက်စီတွေကပြက်စီဓာတ်တိုးခင်ရတဲ့လူကဓာတ်တိုးခင်ရပါတယ်ဒါကြောင့်မလို့ကျမတို့ကြောက်လွန်းပြီးတော့ဒီလိုမျိုးပြရလာတာပါသူတို့ကအတင်းနှံထုတ်တယ်အခုတော့ပါမတော်လို့ရှိရင်ကုန်းမယ်တက်မယ်ဆိုပြီးတော့ချင်းချောက်ပြီးတော့ကျမတို့ချင်းချောက်ပြီးတော့လာတာပါဒီကိုရောက်တာဒီလိုမျိုးအခြေအနေရောက်တာတော့မှကျမတို့ဒုက္ခမျိုးစုံနဲ့မောင်းတော်မျိုးရက်ကွက်တိကနေပြီးတော့ကျမတို့တွက်လာတာဆေးရတိုင်တိုင်မှာ15မိုင်ခရီးကိုကျမတို့လမ်းလျှောက်ပြီးတော့ရှောက်ခဲ့တာလမ်းကကောင်းတာမဟုတ်ပါဘူးတချို့လမ်းကနေပြီးတော့ရှော်လေးတာတစ်မျိုးလေစီးရတာတစ်မျိုးနောက်ဆုံးကျတော့ရှော်လေးတာကတစ်မျိုးအဲ့ဒီကတစီနညာတက်တီကျတော့ကျမတို့ကမိုးရွာတေးမှာမိုးဆူခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဇာဒီဖာရာဆိုတဲ့အဲ့ဒီရွာကိုရောက်ခဲ့ပါတယ်အဲ့ဒီမှာနမန်တီကျမတို့လွင်တေးမှာနိုင်ပြီးတော့နေခဲ့တာကျမတို့ဆွေးပြီးတော့လူယူရတယ်အဲ့ဒီနောက်ပိုင်းကျမတို့ဆေးရတိုင်တန်တော့မှအဖျားတန်ရနဲ့ကန်စားရပါတယ်ကန်စားခဲ့ပြီးတော့အခုတော့နေ့ကျမတော့ပါပြီကျမလည်းအခုကောင်းမွန်စေကူတာနေပါတယ်စေကူကတဲ့နောက်ပိုင်းကျမရဲ့ဘဝကိုကျမရက်တင်နိုင်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဆရာတို့အနေနဲ့အလုပ်ပေးလို့ရှိရင်ကျမတန်းဆောင်ပါမယ်လို့ကျမကတိကပါတယ်